ဂျပန် TikTok အကောင့်ကိုဘာ VPN မလို့ပဲနဲ့အလွယ်တကူဖွင့်တဲ့နည်း Wow ဗီဒီယိုလေးမစခင်အပေါင်းနဲ့အသေးပေး comment မှာအကြံလေးပြုလာလို့ရပါတယ်ပြီးရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုလည်းပဲပေါ့နော် share လေးနဲ့ကူညီပေးတော့ပါအောင်ခင်ဗျာကဲဒါဆိုရင်စလိုက်ကြရအောင်ဒါဆိုရင်ကျွန်တော်တို့ TikTok ထဲဝင်မယ်ပြီးတော့ဆိုရင် profile ဆိုတာဟာတစ်ချက်နှိပ်ပါပေါ့နော်အောက်ကရှိတဲ့ setting လေးကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော်တို့အောက်မှာရှိတဲ့အောက်ကအပေါင်းလေးကိုကျွန်တော်နှိပ်ရမှာဖြစ်တယ်အကောင့်တစ်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ sign in ကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးတော့ဆိုရင်အဲ့ဒီနေရာမှာကျွန်တော်တို့အောက်ဆုံးပါပေါ့နော်ဒီမှာကျွန်တော်ပြပေးတဲ့ Thailand ဆိုတဲ့နေရာကိုချက်ရွေးပြီးရင်ဒီနေရာမှာဆိုရင်ကျွန်တော် Japan ဆိုတဲ့ location ကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့မှာရှိတဲ့ Gmail အကောင့်တစ်ခုခုပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ထည့်ပေးလိုက်မယ်ပေါ့နော်ဒါပေမဲ့ Gmail အကောင့်တစ်ခုခုတော့ရှိဖို့လိုတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့မွေးတက်ကြီးတွေကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်မွေးတက်ကြီးတော့ကိုကြိုက်နေတဲ့မွေးတက်ကြီးကိုထည့်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ name ပေါ့ဒါနေကတော့ကျွန်တော်တို့ခုဖြည့်လေရတယ်ဒါမှမဟုတ်နောက်မှဖြည့်လေရတယ်ဘာမှမဖြစ်ဘူးပေါ့နော်ဒါကျွန်တော်တော့အခုစမ်းပြီးတော့ပြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တော့ဖြည့်တော့ဖြည့်လိုက်မယ်ပေါ့နော်โอเคခေတ္တဆိုရင်ကျွန်တော်တို့ဂျပန် TikTok အကောင့်ရရှိတော့ပါပြီအရန်လွယ်ပါတယ်ကျွန်တော်တို့ပတ်စံပေးပြီးတော့အပြစ်ပါဝေးနေကြမလို့ပေါ့နော်ကိုယ်တိုင်ကိုကြလို့ပတ်စံတစ်ပြားတစ်ချက်မှမကုန်မဲနဲ့ဖွင့်လို့ရတဲ့နည်းလေးပေါ့နော်ဒီမှာကျွန်တော်ပြပေးမယ်ဒီမှာနော်ဒါကျွန်တော်ဂျပန် location ဖြစ်တော့ပါပြီခင်ဗျာနော်အရန်မိုက်ပါတယ်ဂျပန်အကောင့်နဲ့ငွေရှာလို့ရပါပြီဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကလည်းအကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်းပဲ like subscribe နဲ့ဒါ notification လေးလည်းနှိပ်လာဖို့အတွက်လည်းတောင်းဆိုပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်နောက်ထပ်ဗီဒီယိုလည်းဆက်ပြီးတော့မှတင်ပေးမှတဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုကိုစဉ်ဆက်မပြပေးပါအောင်လို့နော်အားပေးနေတဲ့ငယ်ချင်းတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ